ညဘက်အိပ်ပျော်နေတော့ကိုခန္ဓာကိုတထေးရီစီအငှားထားလိုက်တဲ့အခါမိတ်ဆွေလူတယောက်ဟာသူ့ဘဝရဲ့သုံးပုံတစ်ပုံကိုအိပ်ဆက်ခြင်းနဲ့ကုံဆုံးပြကြတယ်။တကယ်လို့ခမည်းအိပ်ပျော်နေတဲ့အချိန်မှာခမည်းရဲ့ခန္ဓာကိုယ်ကိုတခြားလူတယောက်ကယူသုံးမယ်။နတ်နိုးလာရင်ခမည်းကအေးရွာပြီးလမ်းဆက်နေမယ်။ပြီးတော့ခမည်းအိပ်နေတဲ့အချိန်အတွက်ပတ်စံနေအများကြီးရမယ်ဆိုရင်ဒီလောက်ကိုလောက်လား။ဒီနေ့ပြောပြမယ့်ဇာတ်လမ်းကတော့လူသားတွေရဲ့ခန္ဓာကိုယ်အဲဘန်လိုမျိုးငှားရက်နဲ့ခစ်ခုကြောင်းမှာဟယ်ရီဟာအကျွေးတွေလက်ပတ်ဝိုင်းနေတဲ့လူငယ်တယောက်ပါသူ့မှာဂျိုးဆိုတဲ့တငယ်ချင်းတယောက်ရှိရဲ့ဂျိုးကဟယ်ရီကိုအကြံတစ်ခုပေးတယ်ဟယ်ရီမင်းပတ်စံလိုနေရင် sleep share အိတ်ဆက်ချင်းမျှဝေမှုကုမ္ပဏီမှာစည်ရင်းသွားပေးပါလားသူကမင်းနောက်ထဲကို chip တစ်ခုထည့်ထားပြီးမယ်မင်းညဘက်အိပ်ပျော်သွားတာနဲ့အဲ့ဒီ chip ကမင်းခန္ဓာကိုယ်ကိုထိန်းချုပ်ထားပြီးအလုပ်လုပ်ခိုင်းမှာမင်းရဲ့စိတ်ကအိပ်ပျော်နေမှာဆိုတော့မင်းမပင်ပန်းဘူးမနဲ့နိုးလာရင်မင်းပန်နဲ့ပတ်စံရောက်နေုံပဲဟယ်ရီလည်းစဉ်းစားရခတ်သွားတယ်ဒါပေမဲ့ပတ်စံကအရန်လိုနေတော့သဘောတူလိုက်တယ်ကုမ္ပဏီကသူ့ကိုစီကတ်တစ်ခုပြောပါတယ်ညဘက်ခမည်းခန္ဓာကိုဘာလုပ်ခဲ့လဲဆိုတာခမည်းပြန်သိခွင့်မရှိပါဘူးခမည်းရဲ့မှတ်ဉာဏ်ကိုပိတ်ထားမှာပါပထမတလားနှစ်လားမှာအရာအလုံးအဆင်ပြေပါတယ်ဟယ်ရီညဘက်အိပ်ရဝင်လိုက်တယ်မနက်နိုးလာရင်အိပ်ရွာပြီးလမ်းဆက်နေတယ်ဗန်ထဲမှာလည်းဒေါ်လာထောင်ချီရောက်နေတယ်ဟယ်ရီကသူ့ခန္ဓာကိုယ်ကိုညဘက်ဘသူသုံးနေလဲဘာလုပ်နေလဲမသိပေမဲ့ပတ်စံရနေတော့ပြောနေတာပေါ့တတိဘွားကိုစတင်ခံစားလာရတယ်ဒါပေမဲ့ပြဿနာက3လပိုင်းမှာစတင်လာပါတယ်တမနက်မှာဟယ်ရီနိုးလာတော့သူ့ခြေထောက်တွေနာကျင်ကြိုက်ခဲနေတာကိုသတိထားမိတယ်ပြီးတော့သူ့လက်သေးကြားထဲမှာရှုပ်နီတွေဝင်နေတယ်။နောက်ရက်တွေကျတော့သူ့အင်ဂျီအိတ်ကတ်ထဲမှာသူ့မဝယ်ဘူးတဲ့ secret midget ပြီးတော့လက်သက်ဘွားတစ်စားကိုတွေ့လာရတယ်။လက်သက်ဘွားပေါ်မှာနှခမ်းနီယာနဲ့ဖုန်းနံပါတ်တစ်ခုရေးထားတယ်။ Harry စိုးရင်လာတယ်။ငါခန္ဓာကိုယ်ကိုငှားထားတဲ့သူကညဘက်ဘာတွေလုပ်နေတာလဲ။ငါ့ကိုရာဇဝတ်မှုတွေများကျူးလွန်ခိုင်းနေတာလား။သူဂျိုးနဲ့တိုင်ပင်တော့ဂျိုးကပြောတယ်မင်းကုမ္ပဏီကိုသွားမေးကြည့်ပါလား။ Harry ကုမ္ပဏီကိုသွားမေးတော့သူတို့ကခက်ခက်တီးတီးညင်းတယ်ကျွန်တော်တို့က VIP ဖောက်တယ်ရဲ့အချက်လက်ကိုမပြောပြနိုင်ပါဘူးခင်ဗျားပတ်စံရနေတာပဲငင်းငင်းနေပါတဲ့ Harry မကျေနပ်ဘူးဒါပေမဲ့သူအကြံထုတ်တယ်သူအိပ်ပျော်အောင်ကော်ဖီတွေအများကြီးတောက်ပြီးညဘက်ဆောက်ဖမ်းမယ်ပေါ့ဒါပေမဲ့မရပါဘူးတတ်မှတ်ချိန်ရောက်တာနဲ့အုံနောက်ထဲက chip ကသူ့ကိုအတင်းအိပ်ပျော်အောင်လုပ်ပစ်လိုက်တယ်နောက်ဆုံးမှာတော့ Harry ဟာညီးပညာကျွမ်းကျင်တဲ့ဂျိုးရဲ့အကူအညီနဲ့သူ့အခန်းထဲမှာလှည့်ဝက်ကင်မရာတထားလိုက်တယ်ပြီးတော့မနက်မိုးလင်းတာနဲ့ရိုက်ထားတဲ့ဗီဒီယိုကိုဖွင့်ကြည့်လိုက်တယ်မြင်လိုက်ရတဲ့မြင်ကွင်းက Harry ကိုကြောချန့်သွားစေပါတယ်။ဗီဒီယိုထဲမှာည7:00နာရီထိုးတာနဲ့အိပ်ပျော်နေတဲ့ Harry မျက်လုံးတွေပွင့်လာတယ်။ဒါပေမဲ့အဲ့ဒီမျက်လုံးတွေက Harry မျက်လုံးမဟုတ်ဘူး။အေးဆက်ပြီးရက်ဆက်တဲ့အကြည့်တွေ။ည Harry ဟာဂရင်ဘော်ကထမှန်တင်ကုံကိုသွားပြီးဝတ်စုံပြေးဝတ်လိုက်တယ်။ပြီးတော့ဖုန်းတစ်လုံးကိုထုတ်ပြီးစကားပြောတယ်။ဟုတ်ကဲ့ဒီညနောက်ထပ်ပြစ်မှတ်တစ်ခုရှိသေးတယ်။ရှင်းပြလက် Harry သိလိုက်ပါပြီ။သူခန္ဓာကိုယ်ငှားထားတဲ့သူဟာကျေးဇူးလူသက်သမားတစ်ယောက်ပါ။ Harry ရဲ့တာမန်ရုပ်ရည်ကိုအကာအကွယ်ယူပြီးလူသက်နေတာပါ။အဆိုးဆုံးကတော့ဗီဒီယိုရဲ့နောက်ဆုံးပိုင်းမှာည Harry ကကင်မရာမရှိတဲ့ဘက်ကိုလှည့်ကြည့်ပြီးဖိုက်တာပါပဲပြီးတော့စာရွက်စာတမ်းပေါ်မှာစာရေးပြီးကင်မရာရှေ့မှာထောင်ပြသွားတယ်ဒါကတော့ Harry မင်းသားကိုကြည့်နေမှငါတည်ရယ်မင်းဆက်စုလုံးအားကြည့်ရယ်အခုတော့ငါတို့စာချုပ်ကိုပြင်ရတော့မယ်Harry ကြောက်လွန်တကြားနဲ့ဂျိုးစီကိုပြေးဖို့ပြင်တယ်ဒါပေမဲ့သူ့ခန္ဓာကိုယ်ကအလှုပ်လို့မရတော့ဘူးလက်တွေခြေတွေကလည်းသူ့အမိတ်ကိုမနာခံတော့ဘူးသူ့ဖုန်းထဲကနေကုမ္ပဏီ message တစ်စောင်ဝင်လာပါတယ် system update တင်းခန္ဓာကိုယ်ပိုင်ဆိုင်ခွင့်ကိုညအသုံးပြုသူထံသို့အပြီးပိုင်လွှဲပြောင်းလိုက်ပါပြီတင်းစိတ်ဝိညာဉ်ကို cloud ပေါ်သို့ upload လုပ်နေပါပြီအလုပ်ပါနဲ့ရက်လိုက် Harry အော်ဖို့စူးစမ်းပေမဲ့အတန်ထွက်မလာဘူးသူ့လက်ကသူ့လို Harry ရဲ့လက်ပင်ကိုပြန်ညှစ်လိုက်တယ် Harry ရဲ့စိတ်အသီးတွေတဖြည်းဖြည်းဝေဝါးသွားတယ်နောက်ဆုံးမှာသူမှန်နဲ့မမြင်လိုက်ရတာကသူ့မျက်နှာနဲ့သူ့ခန္ဓာကိုယ်ကြီးကသူ့ကိုပြုံးပြပြီး good night Harry ပြောလိုက်ပါတယ်မနက်မိုးလင်းတဲ့အခါမှာတော့ Harry ဟာအိယာကနိုးလာပါတယ်သူဂျိုးစီကိုဖုန်းဆက်လိုက်တယ် hey ဂျိုးငါ Harry ပါငါမင်းညကငါစိတ်နေနေရှုပ်ပြီးမင်းကိုရှောက်ပြောမိရထင်တယ်အားလုံးစင်ပြေသွားပြီကွာဒီညငါတို့ပါတီလုပ်ကြမလားဖုန်းပြောနေ Harry ဟာမှန်တဲ့ကသူ့ပုံရိပ်ကိုကြည့်ပြီးသူ့အေးအေးနဲ့တုံးလိုက်ပါတော့တယ်ဟုတ်ပါတယ် Harry ရဲ့ခန္ဓာကိုယ်ထဲမှာ Harry မရှိတော့ပါဘူး